မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်နဲ့အတူဒီခုလောက်ပြထားတဲ့လက်ပြတောင်ကျိုးချီနီလေးကိုလေ့လာရအောင်ဟုတ်ပြီပထမအဆုံးဒီခုလက်ပေါ်တင်လိုက်တဲ့ကျိုးဒီကျိုးစလေးကို1လို့တတ်မှတ်လိုက်မယ်ထပ်ပြီးတော့တစ်ပတ်ပတ်လိုက်တာကို2ထပ်ပြီးတော့ပြန်ပတ်လိုက်မယ်အဲ့ဒါကို3အဲ့တော့3ရဲ့အောက်ကနေ2ကိုယူလိုက်မယ်ယူပြီးတော့အဲ့2ကိုပဲဟိုး1နဲ့3ကိုပြန်ထည့်လိုက်မယ်အဲ့ဆိုရင်2ကတခုလိုမျိုးခွင်းလေးရလာမယ်ပြီးရင်ဟိုဘက်ဒီဘက်ဆွဲကားလိုက်မယ်ဒါဆိုရင်ကျိုးချီတာပြီးသွားပြီဖြစ်ပါတယ်လာနာငူပြီးမိအိုင်ဝါနော်ဒီပတော့အေဝါလိုက်ဆိုင်ငူပြီးဆွမ်းအိုင်ဝါဖမ်းကြောကိုကဖမ်းကြောလူရာမဲရှာစတူယန်ရှာခတ်အိုင်ဖာနိုင်လမ်မနောချေခေါမယာဂွီကဝါတတ်အိုင်ဖာနာမဲဂျောညေအစလုံတာထွဲအက်စတာဂျန်ထွဲဆိုင်ကန်လမ်လာမဂျောအမဂျောနာဆောရမီဘကောစီအိုင်အတန်နီနာရှေနာမဆိုင်အတန်နီမရှေမမဆိုင်ညေစလုံနာဆောမီမာခါယာတန်တာခရူမဆိုင်ငိုင်းနံဖဲအတန်ဒုဒုမိုင်ညေဘနုဖဲငိုင်းတထန်ကောဆိုင်မရှာကစကားရမရှာကန်ချနိုင်နံဖဲငိုင်းဂိုင်မောင်အိုင်မော်ဒိုဂျွန်ညံဂလောက်ကဆန်ကေဂျွန်ညံအဒေါ်ဥကနန်ဇွန်ရမရှာကိုလောင်လောင်ရှက်စီဥကဆိုရာချေအိုင်ညစလုံဖဲဘောလုံးဆိုင်လက်နံထောင်အိုင်နံကဆုပ်အိုင်ညစလုံဖဲယူနာပြီးမစန်ဒုမိုင်နန်ဂျိုအိုင်ရှာကအိုင်နန်ယာအိုင်လာက